ကျုံနာမယ်ဖိုးထွန်းပါဒီမိုးမခါကြီးတာခြံရည်ထဲမှာနေခဲ့တာအနှစ်20ကျော်ခဲ့ပါပြီခြံဆောင်ကြီးဖိုးထွန်းဆိုရင်အားလုံးဟာသိကြပါတယ်ကျုပ်ကတကယ်ခြံဆောင်ပါကျုပ်ခြံထဲမှာပဲနေတယ်ခြံကိုပဲစောင့်ရှောက်တယ်အင်းကြီးကိုကျုပ်တစ်ခါမှမရောက်ခဲ့ဘူးပါကျုပ်ကဒုဝိတာပါဗျာမွေးကလေးစကားလေးမပြောတတ်ဘူးကျုပ်စားလည်းမတတ်ဘူးကျုပ်ပြောချင်တာတွေကိုဘယ်သူမှမကြားနိုင်ပေမဲ့လူတွေပြောတာကိုကျုပ်ကြားနေရတယ်လူတွေဘာလုပ်တယ်ဆိုတာကျုပ်မြင်နေရတယ်ဒီအိမ်ကြီးတဲ့ပတ်သက်တာမှန်သမျှကိုကျုပ်အားလုံးသိနေဒီအိမ်ကြီးမှာတဲချောက်တယ်လို့လူတွေကပြောနေကြတယ်ဒီအင်ရှင်ကျွန်တော်ဆရာရဲ့တာကိုဆိုဆိုတာဒီချိန်ရမှာတည်သွားခဲ့တာကိုသူမိမကသူ့ကိုပြန်တတ်လိုက်တယ်လို့ပြောကြတာပဲကျုပ်ကတော့မမြင်ရပါဘူးအဲ့ဒီလိုလူတည်ပြီးကလေးကဒီအိမ်ကြီးထဲမှာဘယ်သူမှမနေကြတော့ကျုပ်တယောက်တည်းပဲခြံစောက်ဖြစ်နေကြံခဲ့တာဒီအိမ်ကြီးကိုလူတွေကြောက်ကြတယ်ဝေးဝေးကရှောက်ကြတယ်ဘယ်သူမှစိတ်ဝင်စားကြဘူးဒါပေမဲ့ဒီမျိုးကိုကိုမောင်ဆိုတဲ့လူတယောက်ရောက်လာတဲ့အချိန်ကစပြီးစိတ်ဝင်စားစရာဖြစ်ခဲ့ရတော့တာပါပဲဘာဖြစ်တာလဲ ဟာမရဲ့မသိပါဘူးမင်းကပေကက်ကနေဟိုဆွဲတီဆိုနေဘိန်းကျုပ်တော့တော့တာသူတို့ကဒုက္ခရောက်နေနည်းနည်းပါဆင်းတော့ကုညီပါလားရှင်အချိန်မရအောင်လားဟုတ်ရပါကျွန်တော်အချိန်မရအောင်တော့ခိတ်ပြန်ထိုးရမယ်ဟောအဲ့ဒါဟိုခဏတော့ကျွန်တော်ဒီမှာနေခဲ့လိုက်တော့ကျွန်တော်ဘာလို့ပြအဲ့တော့မြင်းလေးကိုဒီဘက်ကိုဆွဲမောက်ဘူးတော့ပါဘူးအခါဒီဘက်ဆိုကျွန်တော်ဒီဘက်တွန်းလာမယ်နော်ဟုတ်ကဲ့ဟာအဲ့ဒီကျေးဇူးပဲဦးလေးအားနာလိုက်တာဦးလေးရကိစ္စမရှိဟုတ်ကဲ့ရှင်ဒီမျိုးအခုမှရောက်လာတဲ့ဧည့်သည်ချင်းလေဟုတ်ကဲ့ကျွန်တော်နာမည်ကိုကိုမောင်ပါရန်ကုန်ကျမနာမည်တနာခင်ပါဒါကျမရဲ့ခင်မဦးအောင်လွယ်နဲ့ဒီမျိုးမှာလိုတဲ့အကူကြီးရှင်လည်းပြောပါအခုလောလောဆယ်ကျွန်တော်သိချင်တာကတော့မိုးမခိုက်ရတာပဲနားမှလည်းမသိဘူးလူတွေကမသိဟိုင်းကမိုးမခိုင်းရသွားမလို့လားဟုတ်မုန်းခိုက်တာလူနေပြီလားအခုလောလောဆယ်တော့လူမရှိလို့ပြောပါဟုတ်အဲ့ချာကိုမန္တလေးကကျွန်တော်တကယ်ကြီးဝယ်ထားတယ်ကျွန်တော်တော့ပေးလိုက်တော့ဩအဲ့ဒီမှာတယောက်တည်းသွားနေမလို့လားဟုတ်တယ်ဗျာဟုတ်တယ်အကိုကြီးကလည်းဘာလို့ရှောက်ပြောမလို့ဟုတ်ဘူးလေကိုလည်းကြားဘူးနားတော့ကြည့်တော့ပြောအောင်ပါဗောဟုတ်တယ်အေးအဲ့ဒီမှာလေတရေ6တာတဲ့တရေအထီးရပါလားဟိုအထီးတော့မဟုတ်ဘူးအမလေးတဲ့ဟုတ်လားလာပြီးလာကိုရက်ကြလို့ရှိရင်တဲ့အင်ကြီးပြူလုံးကြီးပြူလေးနဲ့ကောင်မလေးတယောက်ထွက်ထိုင်းနေတာတော့ကိုရကျွန်တော်တယောက်တည်းဆိုပေါ်ရမုန်းခိုက်တာဒီရှင်နားလေးတယ်လေဟုတ်တယ်ကျမလိုက်ဖို့ပြရအောင်မလားရပါခင်ဗျာဒီနားဆိုကျွန်တော်ရှောက်သွားလိုက်ပါဟာရဆရာကျွန်တော်လိုက်ဖို့ပြင်မယ်ဆရာတော့ပါပြီကွာငါတယောက်တည်းမင်းလေးထပ်ပြီးတော့မတွန်းနိုင်တော့ဘူးရဘာဖြစ်တော့ဆရာလေဟေးခွေးရအောင်နော်တော့မရအောင်ရတယ်
ဗျာဘူးချမ်းသာရေးဥပဒေတော့ခင်ဗျာလားကျွန်တော်မန္တလေးကတန်းစိုးတင်ငယ်ချင်းသူတော့ပြလိုက်လို့ဒီမှာခဏနေတယ်ရလိုက်တာဗျာခင်ဗျာလည်းအတန်မေးပါဘုရားလူတယောက်ဖြတ်ပြေးသွားတွေ့တာခင်ဗျာဟာခင်ဗျာလည်းအခုလေးဒီကြီးကဖြတ်ပြေးသွားလေ
လဲ ကိုကလည်းမင်းကိုအမေကိုမင်းနေ ဆက်ဒီအရာလား ဟုတ်တယ်မနေ့အဲ့လိုတော့က ကျမဒီမှာဘူးမှမရှိအောင်လို့လား ကျွန်တော် မနဲ့လည်းငါစိမ့် ခက်တယ်ဒီလိုမျိုးပြဲချောက်လို့ဆိုတော့ ဟုတ်ပါဘူးလူတွေကပြောနေကြတာလားရှမ်းပါတွေ့လို့လား ကျွန်တော်မနေ့ညနေရောက်လာတယ်ညကျတော့ခြံထဲလူတယောက်ဝင်လာအဲ့ခြံသားကြီးမေးကြည့်တော့လေသူမတွေ့ဘူးလေ ကျမဒီမှာနေလာတဲ့လူပါဒီရင်ကြောင့်ကျမအသေးဆုံးအဲ့မဖြစ်နိုင်ဘူး မိုးမကိုက်တော့တယ်ခဏကျွန်တော်တယောက်လည်းနေစားရည်တယ် အေးပါလေဒါဆိုတဲ့ငယ်ကြီးဆိုတော့ခုကြီးရအောင်ဒါဗျာခင်ဗျကျွန်တော်ရဲ့အကျေကြီးကိုကျွန်တော်မှတဲလဲရတယ် မဟုတ်ရကျွန်တော်အဲ့လိုအိမ်မျိုးမှနေကြတယ်ပြီးတော့အဲ့အိမ်မှာတော်တော်စိတ်ဝင်စားပါတော့ ဘာရတွေ့လို့လဲစိတ်ဝင်စားတယ် အဲ့ကျွန်တော်ရောက်တဲ့နေ့မနေ့ညလူတယောက်အိမ်ထဲဝင်လာကျွန်တော်လိုက်ကြည့်တော့ပျောက်သွားနောက်တော့ဒီမနေ့ခြံထဲမှာကောင်မလေးတယောက်တွေ့တယ်အဲ့သူ့နာမည်အများစိမ်း ဟောခင်ဗျအများသိနဲ့တွေ့လာတာဟို အဲ့များစိမ်းခင်ဗျားသိလို့ သိရပါအဲ့ကောင်မလေးကလွန်ခဲ့9နှစ်တည်းဒီမှာနေသွားတာဗျာသူ့ယောက်ျားကိုဆိုအဲ့ချန်ထဲမှာဆုံးသွားအားလုံးကညာသိတက်တယ်ဆိုပြီးတော့ထင်ကြဒါပေမဲ့တရားရုံးကတက်တယ်မခံနိုင်နဲ့သူ့ကိုလွတ်ပေးတယ်ပျောက်သွား9နှစ်လောက်ရှိပြီအခုမှပြန်ပေါ်လာ အဲ့အိမ်ကဘာလို့လူနေလဲ အဲ့လူတမ်းမှုဖြစ်ပြီးတဲ့ဗျာဒီအိမ်က106တယ်ဆိုပြီးတော့ဘူးမှမနေကြတော့ကိုစောမိဘတွေရောင်းပြီးခဲ့အပန်းရှင်တွေတယောက်ပြီးတယောက်ပြောင်းတယောက်မှလည်းမနေကြတော့တောက်စောလည်းဝယ်တာလာနေအောင်မဟုတ်လား တော်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ကရေးစရာဇာတ်လမ်းတို့ရပြီထင်တာ ဟာကျွန်တော်တင်ပြောရတော့ခင်ဗျအဲ့အိမ်စိတ်ဝင်စားကောင်းပါလေဗျာအဲ့အိမ်ရှုပ်တယ် ရှုပ်တွေကိုရှင်းပြနိုင်လို့ရှိရင်ဒါဇာတ်လမ်းတစ်ပုဒ်ဖြစ်တာဟုတ် ကဲဒီအိမ်ကိုစာရုပ်တက်ပဲလား ဟုတ်ပါ ဒီအိမ်ထဲမှာစိတ်နေရှိတော့ခင်ဗျတည်တာ ဟမ် ဒီအိမ်ထဲမှာစိတ်နေရှိတော့ခင်ဗျတည်တာ စိတ်နေဘာစိတ်နေ ခင်ဗျတကယ်မသိဘူးတဖြည်းဖြည်းတော့တည်လာမှာဗျာဟာဆရာတော်ပဲဆရာ ဟုတ်တယ်ငါမပြတ်တော့ခိုင်းဘူး မဟုတ်ဆရာဩမဟုတ်ပါဘူးဆရာကျွန်တော်ဆရာကိုဒေါသနာခင်သမင်းသားဖိတ်ခိုင်းလို့ကျွန်တော်လာခေါ်တာဆရာ ဟုတ်လား ဟုတ်ကဲ့ဆရာ မင်းကမင်းကြတယ် ဘာမင်းပါလဲဆရာ ဒီအိမ်ကကြောက်တော့ဝေဆိုမသိ ဟာဆရာတိတာဟောဆရာ तू ကကြောက်ကုန်တယ်ဆရာဟိုမိုးမခရိတ်တာကိုဇော်နဲ့ဟိုတငယ်ချင်းနေဆရာ ဟုတ်လား ဟိုဆရာနဲ့ရင်းနှီးလို့လားဆရာ ရင်းနှီးပါဘောငါမန္တလေးတကယ်ကြောက်လိမ့်စာပြလိုက်လို့လာတွေ့တယ် ဟုတ်ကဲ့ဆရာ ဒီအဲ့ဒါဆိုဒေါက်တာနာခင်ကိုပြောလိုက်ငါမနေ့ကညနေလာခဲ့မယ် ဟုတ်ကဲ့ဆရာအခုမလိုက်ဘူးလားဆရာ မနေ့မလုပ်ပါနဲ့ကြောက်တယ် ဆရာတော်သွားမယ်ဆရာ ကြောက်ကြောက် ဆရာမနေ့ကဆက်ဆက်လာခဲ့တော့ဆရာ ကိုရတယ်ကိုနဲ့တဲ့ရင်းနေတာလည်းမဟုတ်လေဘာလို့ထမင်းဆိုင်ပါရင်တော့ဖိတ်လိုက်တာလဲ ဟောတန်းနာလဲကွာ तू ကစာရေးဆရာလေ तू ရေးတဲ့စာလေကိုကြီးပတ်ဘူးလေ तू ကအရှိုးရဲ့ဒဲဘူးလိုက်မှာတော်တဲ့လူပြောအဲ့တော့စကားလေးပါလေပြောဖိတ်တာဟော ဖိတ်တော့ကိုရရှိတာလည်းမဟုတ်ပဲနော် အဲ့ဒါအလုပ်ပေးတယ်ကွာအလုပ်ကရုပ်ပြက်ပေါ်တော့ပဲတတ်နိုင်တယ်တဏ္ဍာပဲအစဉ်ပြောင်းကြည့်ပြီးတော့ဧည့်ခံလိုက်ပါ တဏ္ဍစာချောင်းပေချောင်းတွေဘာမှပြောတတ်တာမဟုတ်ဘူးနော် အော်မလေးအကိုကြီးမိမလူမှုဆက်ဆံရေးဒီလောက်မညံ့ဘူးဆိုတာအကိုကြီးတည်ပြီးသားပါကွာပြီးတော့ဖိတ်ထားပြီးမှအခုကကပ်ပြက်လို့ဘယ်ကောင်းမှမလဲတဏ္ဍာပဲအစဉ်ပြောင်းဧည့်ခံလိုက်ပါနော် ကိုရဘယ်နဲ့ကြာမှာလဲ 9ရက်6ရက်တစ်ပတ်လောက်တော့ကြာလိုက်မယ်ဒီနေ့
ခင်ဗျားဘာလုပ်လဲ ကျွန်တော်မောင်းနေပါဆရာဟိုကိုကျော်စောကဆရာကြီးကိုထွက်လိုက်လို့ပါ ဘာကိစ္စလဲ ဟောဒီအိမ်ကြီးထဲမှာဆရာတယောက်တည်းမနေရမှာစိုးလို့တဲ့ ဟောကျုပ်မနေရပါဆိုလို့ပေါ်ထုတ်လိုက်တယ်ခင်ဗျာ ဟုတ်ကဲ့ ညအိပ်ပြီလား ဟုတ်ဆရာလေးညမေဘူးလေဟိုနေခင်းမှာဆရာဝယ်ရဝိစားကိုကြိုက်တာခိုင်းမှာကျွန်တော်အကုန်လုံးလုပ်ပြီးမှကျွန်တော်မနိုင်အကုန်လုပ်ပြီးတော့မယ်ဟိုညတော့အိမ်ပြန်အိမ်မယ်ဒါတော့မုန်းမရှုပ်စင်းနေတာဆရာ နောက်မှပါရှိလို့စား နော်မရှိမှကြောက်လို့နေခင်းမှာလာတော့ကြောက်ခက်ချက်ချင်းနေ ကြောက်ပါတော့ပါမင်းဒီရက်တည်းဘောကောင်း ဆရာလည်းတရားမဲ့သဘောကောင်းတယ်လို့ပြောပါလေမတော့ပါနဲ့ဆရာတခြားလေးတွေပြောမယ်ချွေးချွေးပေါက်တွေတော့ပြန် မတော်တော်ကြီးရကောတည်းများကြောက်ရတယ် အကြောက်ရပါဆရာသူတို့ကမြင်ရတာမဟုတ်ဘူးလက်သိနဲ့ဆွဲတော့မြင်ရသေးတယ်ကိုကမမြင်ရတဲ့ကောင်တွေလုံးတပြတ်ခံမှာဘာလို့လာမှလဲဆရာလဲ မင်းဒီလိုတည် အဲ့ဒီပူဆိုရပူဆိုရအဲ့ဒီ ဘာဖြစ်လဲ အဲ့ဒီလေကလေးမအစိမ့်တင်သေးတာတခါလည်းပွားချင်ပြီပဲ မင်းသေးကြလို့ငါအဲ့လိုတွေးလိုက်တယ် ဆရာမနှောက်ပါနဲ့ဆရာရဲ့တခြားဟာလေးတွေမေးပါဆရာရဲ့တခြားလေးဆိုပြောပြပါမယ်ဟိုကျွန်တော်ပြန်မလို့ဆရာ ဟောနောက်တော့မဟုတ်ဘူးတကယ်လို့လည်းမင်းညအိမ်ထဲဝင်လာလို့ငါလိုက်တော့ထွက်ပြေးသွားဒါပေမဲ့ဒီပုံတော့မဟုတ်ဘူးငယ်ဆွတ်ပြပြဖြစ်နေပြီဟိုစားဆရာလေးအဲ့ဒီရောမပြောပါနဲ့ဆရာလေးကျွန်တော်ပြန်ပြရစီနော်ဆက်ပြောမနေနဲ့ ဒီလိုကြောင့်ဘယ်လောက်တည်လဲဟာငါ့ကိုပြောပြတာဒီလိုဘယ်လိုလုပ်နေလဲ မပြောပြရစီနဲ့ဆရာလေးတခြားအမေပါကျွန်တော်ပြန်မရစီပြန်မြင်မီ ဟုတ်ဒီမင်းတည်တယ်လောက်ငါ့ကိုပြောပြတာဒီလိုဘယ်လိုလုပ်နေလဲ အဲ့ဒါလူကြောင့်နည်းနည်းပြောပြမယ်နော်ပြောပြီးကျွန်တော်ပြန်မလို့ဆရာလေး အေးပြောပြရင်ပြ အဲ့ကိုစောဆိုတဲ့လူကလူရှုပ်လူဘူးဆရာရဲ့ကြာများကြာသွားတယ်လည်းမသိဘူး ကဲပါဆက်ပြောပါ ကိုစောမရရှိသူပြမမြစင်းသူအရင်နိုင်စားတာ မညာတင်ရလဲသူ့လင်းတယ်မခံနိုင်လို့ဟိုလေကားပေါ့တခါတည်းအသေးတွန်းချလိုက်သလားမသိပါဘူးဆရာလေး ဒီကြောင့်လည်းတော့သိရနော် ဟာတိတော့ဆရာလေးရတယ်မသိဘူးဆရာလေးပြီးကျွန်တော်ပြန်မယ်နော်ပြန်တယ် ငါတွေ့လိုက်တဲ့ဒီလိုပါဟုတ်တယ်ဒီလိုငါတွေ့လိုက်တဲ့သိကြတယ် ကဲကျေးဇူးပါဗျာဘာကြီးကိုတင်းသွားညတော့အဲ့လိုကောင်းအထဲဝင်တော့လား နေပါစေရှင်ရှင်တို့မကြောက်တတ်တဲ့လူတွေပဲနေပါနော်ဒီမှာဒီချိပဲလိုက်ပို့ရမယ်ကြဲတော့မယ် ပြန်ရထည့်ပေးလိုက် ဟာ ဘုရားခင်
ကျွန်တော်သိလို့လားဘယ်သူလာသေးလဲဒီကိုဘယ်သူလာသေးလဲ ဦးလုံးမီးပြတ်နေတာမဟုတ်ဘူးကျွန်တော်တမင်ကတိန်လုံးမီးပိတ်ပြီးတော့လာရအောင်ခံစားနေတာတော့ကအတင်းအောင်ပူကောင်းပါ ဆရာဘယ်လိုဖြစ်တာလဲဆရာလေဒီမင်းတို့လေးရောက် ကျွန်တော်ဆရာတော်တော်ဝေးရဆရာနဲ့ဒီအင်းကြီးမှာအိတ်ဖို့ဆိုလွတ်လိုက်လို့ရောက်ကျွန်တော်ဝန်လာတော့ဆရာဒီနားမှာလဲနေပြီလို့အဲ့ဒါကျွန်တော်ကြည့်နေမင်းဝယ်လာလူတယောက်ထွက်တော်လေးလာ မတွေ့လည်းပါဆရာဟုတ်လူဆိုလို့ခြံတော်လုံးဖိုးတော့မှကျွန်တော်တွေ့ခဲ့တယ်ဆရာလေးကလူတယောက်ဝင်လာတွေ့လားဟမ်အဲ့လူမဟုတ်ဘူးနောက်တစ်ယောက်ပြေကြလို့လားတော့
ဒါမှမင်းတရေကြောက်တယ်လို့ဆိုသေးတယ်ခုညဘက်ကြီးကြောက်ရပါဦးလား ဟောဆရာကြီးဆရာကြော်တော့ပဲဆရာရှိကိုအတင်းတော့ကျွန်တော်လည်းခက်ကြောက်ကြောက်နဲ့လာတာပေါ့ တကယ်တော့အဲ့ဒီစိတ်မနှံ့သူဟာကိုစောရဲ့ညီရင်ဖိုးကြော်ပါကိုစောမိဘတွေကအရန်ချမ်းသာတယ်လေစိတ်နှောက်နေတဲ့ဖိုးကြော်ကသူ့နေစီကစေတုတ်တူယူသွားပြီးဖြောက်ပြစ်လိုက်တယ်ပြန်မေးလို့မရတော့သူ့တော့ဒီအိမ်ကြီးနားမှာအမြဲတွေ့နေရအဲ့ဒါကြောင့်ဒီအိမ်ကြီးထဲမှာဖိုးကြော်ဝတ်ထားတဲ့စိတ်တွေရှိမယ်လူတွေကထင်ပြီးဝင်ရှာဖို့ကြိုးစားကြအဲ့ဒီလိုစိတ်မျိုးလိုချင်တဲ့တဲမှာကိုစောတငယ်ချင်းကြော်စောဝီဆိုတာပါတယ်အဲ့ဒီကြော်စောဝီဆိုတာဒီအင်းကျမ်းမှာစိတ်မျိုးခဏခဏမရှာဘူးလေရှင်ပါလာလို့တာလား ကျွန်တော်ရှူခင်းနေဓာတ်ပုံလာရိုက်ဒါနဲ့တယောက်ထဲလား ဟုတ်တယ်ညစညနေဆိုရင်ဒီမှာလာထိုင်နေကြ ဩအဲ့လိုပဲတယောက်ထဲနေတတ်တယ်လား ပတ်ဝန်းကျင်မှာညစကိုလက်မခံတာညစတယောက်တည်းပဲပေါ့ ကျွန်တော်တခုတော့မေးရှင်တယ်ကဟိုသူများကိုရေးကူတာကိုစဆုတယ်လို့တော့မထင်ဘူး ရပါတယ်မေးပါ ကိုစောသူဘာလို့တည်ရ ဒီမှာမသိဘူး
ဒါပေမဲ့လူတွေထင်တယ်လို့ကျမတတ်တာမဟုတ် ကျွန်တော်အဲ့လိုပဲထင်တယ် ရှင်ကသူများလိုဘာလို့မထင်တာလဲ ကျွန်တော်မြစိမ်းကိုစတွေ့ရကျွန်တော်စိတ်ထဲမှာတည်နေမြစိမ်းမှာလူတယောက်ကိုတတ်လောက်တဲ့စိတ်ရှိ ကျေးဇူးတင်ပါတယ် မုန်းခိုက်ရတာမလားတော့ အဲ့မှာလူတွေမရှိတော့ကျမကလာလာထိုင်တာအခုလူတွေရှိရဆိုတော့ကျမမလာတော့ ကျွန်တော်ဖိတ်ပါရဗျာအားတဲ့အခါစကားပြောနေတယ် ဟုတ်ကျမလာစစ်စစ်ရှိရင်လာခဲ့ပါမယ်ဘယ်သွားကြမလို့လဲ ဒီလိုပဲကျွန်တော်ရှုနေတတ်ဖို့ရှောက်ရတယ် ဒါစိနေကောင်းတယ်နော်ဟုတ်ကောင်းပါတယ်ဖိုက်ဖို့ပေးရမလား ရပါတယ်မ သွားတော့မယ် ဟုတ်ရခဲ့သူ့တူ သူမျိုးတော့သူ့ကိုသိကြပါတယ် ညစိမ့်ကို သိပါတယ်ဆရာ အဲ့ဒီကောင်မလေးကလူတက်တယ်ဆိုတာဖြစ်နေမှာ အဲ့ဒါတော့ကျွန်တော်လည်းဘယ်အတက်ပြောနိုင်မှာမလဲကိုကိုယ်တိုင်မြင်ရတာလည်းမဟုတ်ဘူးလေဆရာလေးရတယ် အဲ့ဒီမှုဖြစ်တော့မျိုးဒီမျိုးမရှိဘူး အရှိပါတယ်ရှိတယ်ဆိုမှကျွန်တော်ကမြို့ပြန်ရွာလေးမှနေရတာဆိုတော့ငစုံနှစ်ပြားလောက်ပဲကြားတယ် အဲ့ကြောင့်မှတေချာတည်လို့ အဲ့ဆိုရင်ဒီလိုလုပ်ပါလားဆရာလေးကိုဒေါ်တနာခင်းချီကိုတွားလိုက်ပါလားအဲ့ဒီအမှုကိုဖြစ်တော့သူ့ကိုတရားသူကြီးဆိုလာပဲအဲ့သူဆိုရင်တော့တေချာပြောနိုင်လိမ့်မယ် နင်းကြကြောလို့ရ ကိုကျော်စောကြီးကတော့တိတ်ပြောနိုင်လိမ့်မယ်မထင်ဘူးညာ ဘာလို့လဲ ဟုတ်ဘာဖြစ်လို့လဲတော့မသိဘူးကျွန်တော်ဆရာကိုကျော်စောကြီးဒီမူမခရိတ်တာအကြောင်းမေးလို့ရှင်တိတ်ပြောချင်မှမရဘူး ရှင်အဲ့ဒီကိစ္စဘာလို့ဒီလောက်မစိတ်ဝင်စားရတာလဲ ဟောဘာလို့မဟုတ်ပါဘူးဗျာကျွန်တော်လည်းတွိုင်းနိုင်နေကျွန်တော်တို့ဇာလန်းတပူရသုံးဖို့ အဲ့ဒီအမှုနဲ့ပတ်သက်ပြီးညာစိမ်းကတတ်တယ်မခိုင်လုံလို့တော့သွားပြီမဲ့လူတိုင်းကတော့ညာစိမ်းတတ်တယ်လို့ပဲထင်နေကြတာလေအဲ့ဒီတောင်မခံနိုင်လို့ထင်တယ်ညာစိမ်းလည်းမြို့ကနေထွက်သွားခဲ့တယ် ဒီပေါ့အဲ့ကိုတော့တရားကိစ္စညစိမ့်တယောက်တည်းနဲ့ပဲပတ်သက်တာစိတ်နေနဲ့မပတ်သက်နိုင် စိတ်တွေဘယ်စိတ်တွေလဲ ဘုံကရည်တာကစိတ်နေရှိတယ် အဲ့ဒါကျမမသိဘူးဘာသူပြောတာလဲ ကြော်သောဝေဆိုတယ်ပြောတာ သူပြောတာဆိုရင်တော့ဖြစ်နိုင်ပါတယ်သူနဲ့ညာစိမ်းတွေကအရင်ကတည်းကရင်းနေခဲ့ကြတာပဲ ဟုတ်လားသူနဲ့ညစိမ့်နဲ့ဘယ်လိုရင်းနေလဲ ကျော်စောဝီနဲ့ညာစိမ်းနဲ့ငယ်တငယ်ချင်းတွေလေညာစိမ်းကကိုစောနဲ့လက်ထပ်သွားလို့သားကျော်စောဝီကကျန်းရင်ဖြစ်ခဲ့ရတာကျမထင်ပြောရင်တော့ကျော်စောဝီကအခုချိန်ထိညာစိမ်းကိုမျှော်လင့်နေတော့မှထင်တယ် ညစိမ့်ဘက်က ညာစိမ်းကတော့ကျော်စောဝီကိုအရင်ကတည်းကစိတ်ဝင်စားခဲ့ပုံမရပါဘူး မတ်တနာတော့ကျွန်တော်ယောက်ျားကြီးတိုင်မှာတော်တော်ဆက်စုရဲ့လူလူထင်ပါပါနော် ရပါတယ်ရှင်စာရေးဆရာကြီးမှာရေးစရာဇလန်တစ်ပုဒ်တိုးတယ်ဆိုရင်ကျမလည်းကုသိုလ်ရပါတယ် ဟာလေညစိမ့်ကအခုဘယ်မှာနေလဲ မြို့ပြန်ကော်ဖီချမ်းမှာလို့တော့ကြားတာပဲ